လောကမှာကိုချမ်းသာဖို့အတွက်သူများဒုက္ခပေးတဲ့လူတွေမရှိဘူးလားအမှန်တမ်းများတယ်ကိုချမ်းသာဖို့အတွက်သူများတွေရဲ့အသက်တွေကိုတတ်တယ်သူများတွေရဲ့ပစ္စည်းဥစ္စာကိုလူယူတယ်သူတစ်ပါးကျိုးစီးပွားပြတ်အောင်ဖျက်ဆီးတယ်ကိုကျိုးစီးပွားတစ်ခုတည်းကိုကြည့်ပြီးအများအကျိုးပျက်စီးအောင်လုပ်တယ်ဆိုတာအဲ့တော့ကိုကျိုးစီးပွားရရင်ပြီးရောဆိုပြီးတော့မမှန်ကန်တဲ့နီလန်းတွေနဲ့ချမ်းသာဒုက္ခကိုရှားနေကြတာဒီကနေ့ခေတ်ကမ္ဘာလောကကြီးမှာပို့ပြီးတော့များလာမတရားတဲ့နီးနဲ့စီးပွားတွေရှားလာကြတယ်စိတ်ဓာတ်တွေကဘာဖြစ်လာလဲဘသူသေးသေးငတေမာပြီးရောဆိုတဲ့စိတ်ဓာတ်မျိုးတွေမွေးမြူပြီးတော့ရှားကြံမှုတွေပြုတ်လာကြဒါရေပုံရာအဖြစ်ကြည့်မယ်ဆိုရင်အဲ့ဒီနီးနဲ့ရှားကြတာလေများလာစီးပွားရှာရတယ်ရှာလိုက်တဲ့စီးပွားတွေဟာကိုချင်းတရားကိုအဓိကမထားဘူးတစ်ဖက်သားရဲ့အကျိုးစီးပွားကိုအဓိကမထားဘူးမိမိရရင်ပြီးရောဆိုတဲ့ညမာစကားမှာရှိတဲ့ရတာလင်ဘာနှစ်ဖူးတိုက်တူးမယ်ဆိုတဲ့လူမျိုးပေါ့မိဘရဲ့နှစ်ဖူးတောင်မှပဲတိုက်တူးလို့ရရင်တူးမယ်ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်လာအဲ့ဒီလိုစိတ်ဓာတ်တွေနဲ့စီးပွားရှာတဲ့ပုဂ္ဂိုလ်တွေကကမ္ဘာလောကကြီးမှာများတဲ့များလာမြတ်ဗုဒ္ဓရဲ့အဆုံးအမမဟုတ်ဘူးဒါကြောင့်မို့တရားရည်ဆိုတာချမ်းသာဒုက္ခရခြင်းနဲ့ချမ်းသာဒုက္ခရခြင်းတဲ့အချိန်မှာယောဒန္တေနဝိဟိတတိသူများကိုဒုက္ခပေးတယ်တဲ့အတ္တနောဒုက္ခမေတာနောအဲ့ဒါလို့သူများကိုဒုက္ခပေးသူများကိုညှင်းဆဲသူများဒုက္ခရအောင်လုပ်ပြီးမှခုခေတ်ပြောတဲ့စကားလို့သူများမျက်ရည်ကျမှထမင်းဝဆိုတာမျိုးနော်တစ်ဖက်သားမျက်ရည်ကျအောင်လုပ်ပြီးတော့မှထမင်းဝစားတယ်လူမျိုးအတ္တနောဒုက္ခမေတာနောမိမိရဲ့ချမ်းသာဒုက္ခကိုရှာတဲ့ပုဂ္ဂိုလ်ဟာရလတ်ကဘာဖြစ်လဲလို့ဆိုမြတ်စွာဘုရားဒုက္ခံသောနလဘတိဒုက္ခပစ္စသောနလဘတိဒုက္ခအဲ့ဒါလို့ရှာလို့ရှိရင်ကတော့ချမ်းသာဒုက္ခဘယ်တော့မှရမှာမဟုတ်ဘူးတဲ့ရှာပြီးတဲ့နောက်မှာချမ်းသာဒုက္ခရဖို့မရှိဘူးလို့ဟောမြတ်စွာဘုရားကအတိလင်းဟောတာနော်အဲ့တော့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ဆိုလို့ရှိရင်သူများကိုဒုက္ခမပေးဘဲနဲ့ချမ်းသာဒုက္ခကိုရှာအများအတွက်မေတ္တာစေတနာလွှမ်းခြုံပြီးတော့ရတဲ့ချမ်းသာမျိုးကိုပဲမြတ်နိုးတဲ့ပုဂ္ဂိုလ်ဖြစ်ရမတရားစီးပွားရှာတာတို့မတရားအမျက်ကြီးစားတာတို့မတရားခေါင်းပုံဖြတ်လောက်တာမျိုးတို့ဆိုတာမျိုးတွေကောင်းကျိုးချမ်းသာအတွက်ဖြစ်စေနိုင်တာမဟုတ်ဘူးအဲ့တော့ခေါင်းပုံဖြတ်အမျက်ကြီးစားဆိုတာတစ်ချိန်တုန်းကသုံးခဲ့တဲ့စကားတွေပေါ့နော်တစ်ချိန်တုန်းကသုံးခဲ့တဲ့စကားတွေတကယ်ကတော့ကိုရှာတဲ့စီးပွားဟာသူတစ်ပါးကိုဒုက္ခရောက်အောင်လုပ်ပြီးရှာတဲ့စီးပွားမဖြစ်စေရဘူးလို့ဆိုတာခဏခေတ်မှာဆိုလို့ရှိရင်စားတောက်ကုန်ပစ္စည်းတွေထဲမှာကြည့်မိမိပစ္စည်းရောင်းဖို့ရာရောင်းမှလှတာတခုကိုကြည့်ပြီးတော့စားသုံးတဲ့ပုဂ္ဂိုလ်တွေယောဂရခြင်းရပါစေဆိုတဲ့အနေအထားမျိုးနဲ့မမမကန်တာတွေလှုပ်လာကြတဲ့အခါမှာစားသုံးတဲ့ပုဂ္ဂိုလ်တွေဟာယောဂတွေဖြစ်လာကြတယ်အများကြီးဖြစ်လာမြန်မာပြည်မှာဆိုလို့ရှိရင်မသိရင်တော့ကြောက်စရာမရှိဘူးမြက်ကန်းတစ်စီမကြောက်ဆိုတဲ့အတိုင်းပဲသိပြီဆိုရင်တော့စားဝတ်စရာတောင်တစ်ခုမှမရှိတော့စားသုံးတဲ့ပစ္စည်းတွေထဲမှာမမှန်မကန်တာတွေရောထွေးလာတာဒါအထင်ရှားပဲပေါ့မကြားရင်ဆုံးဖြစ်လာစီးပွားရှာတာအေးမမှန်မကန်တာတွေလုပ်ပြီးစီးပွားရှာတာဟာဒီဟာတွေကအဆိုးဆုံးပဲတခြားဟာဆိုပြောเสียမလို့တော့ဘူးအလေးမမှန်တာတို့နော်စံချိန်စံညွှန်းမမှန်တာတို့အဒိဏဒါနကတော့လွှမ်းမိုးပြီးတော့နေတယ်လို့ပြောမှာစီးပွားရှာတဲ့နေရာမှာအဒိဏဒါနလွှမ်းမိုးတယ်တရားတန်ကြီးအပြည့်မပေးပဲနဲ့လှုပ်လိုက်တာမှန်သမျှဟာဒီအဒိဏဒါနထဲမှာပါတယ်ဥပမာမဲ့ဆိုတော့မိမိရောင်းလိုက်တဲ့ပစ္စည်းကစီဆိုရင်တကားလန်းဆိုတကားလန်းမပြေဘူးပြောနေတယ်အဲ့ဒါလို့မပြေမှန်းသိရတဲ့နဲ့လှုပ်လိုက်ရင်တော့အဒိဏဒါနပဲခိုးလိုက်တာ
လောကကြီးမှာဒါမျိုးတွေကအလွန်များလာမကြားခြင်းအဆုံးထိအောင်များလာအဲ့ဒီလောက်ကလေးဒီမမှန်မကန်လုပ်ပြီးတော့စီးပွားရှာလာပြီးရလာတဲ့စီးပွားတာဓမ္မိယလတ္တတရားသဖြင့်ရလာတာမဟုတ်ပဲနဲ့အဓမ္မလတ္တမတရားတဲ့နည်းနဲ့ရလာတယ်ဆိုလို့ရှိရင်နော်ဒီစီးပွားဟာစင်ကြယ်တဲ့စီးပွားမဖြစ်နိုင်ဘူးတဲ့နော်အဲ့ဒီလိုနည်းတွေနဲ့ရသော်ဘုရားကစီးပွားမရှာဖို့စီးပွားမရှာဖို့ဆိုတော့ကိုချမ်းသာကိုဒါမျိုးတွေနဲ့မရှာရဘူးလို့ဆိုလို့မရှာရဘူးဘာပဲဖြစ်ဖြစ်မှန်မှန်ကန်ကန်လုပ်ရမယ်မှန်မှန်ကန်ကန်လုပ်တဲ့ကိုရောင်းဝယ်တဲ့ပစ္စည်းတစ်ခုဟာစားသုံးသူတွေမှာယောဂဝေဒနာမဖြစ်စေဖို့မှန်ကန်တဲ့အနေအထားမျိုးနဲ့ဖြစ်အောင်လုပ်ပြီးတော့ဒါရောင်းတဲ့ဝယ်တဲ့နေပေါ့မြတ်ဗုဒ္ဓကိုကိုယ်ဝယ်စည်းကပ်နေကြတဲ့ဗုဒ္ဓဘာသာဝင်တွေမှန်ကန်တဲ့နည်းနဲ့စီးပွားရှာနိုင်ကြပါစေလို့ဒီလိုပဲပြောရမှာမမှန်ကန်ရထားတဲ့ပစ္စည်းကမိမိအတွက်ဘလောက်ပဲတန်ဖိုးရှိမှလဲဘလောက်မှတန်ဖိုးမရှိဘူးရလိုက်တဲ့အကုသိုလ်ကမနှဲဘူးလေပြုသူအသစ်ဖြစ်သူအဟောင်းနဲ့ခံရတဲ့လူတွေကအဟောင်းခံရတဲ့လူပြောရတာပေါ့လုံနေတဲ့လူကအသစ်လုံနေတယ်အသစ်လုံတဲ့ပုဂ္ဂိုလ်ကတော့ခံရအောင်မှာဒီလိုခံနေကြရတဲ့အကုသိုလ်တရားတွေဟာမလွန်မကင်းနိုင်အောင်ရှိနေကြတယ်ဘာပဲလှုပ်လို့လောကမှာမိမိကလှုပ်လိုက်တာတစ်ဖက်သားကိုမတရားတဲ့နည်းနဲ့တခုခုကိုချမ်းသာရေးတခုအတွက်ကြည့်ပြီးလှုပ်လိုက်ပြီးဆိုလို့ရှိရင်နောင်အလားတူမိမိပုံမှာ reaction ဆိုတဲ့တုံ့ပြန်မှုတွေကလာမှာပဲမလာဘူးဆိုတာမရှိဘူးတနေ့တစ်ချိန်ကျတော့ကိုယ်စီကိုရောက်လာတတ်တယ်အေးအဲ့ဒီရောက်လာပြီဆိုတော့မှအမလေးလိုလေးဖြစ်ကြတယ်လေလူဆိုတာခုချိန်တော့ဟုတ်နေတာပဲအဲ့ဒါမျိုးမဖြစ်ရအောင်ချမ်းသာဒုက္ခရှာတယ်စီးပွားရှာတယ်ဆိုတဲ့နေရာမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ပဲအညီရှာတဲ့တယ်ဈေးနှုန်းသတ်မှတ်တာကအပြစ်မဟုတ်ပါဘူးဒီ950ဇတ်ထဲမှာဈေးနှုန်းသတ်မှတ်တာအသက်ကိုသေစေတာနဲ့တူတယ်လို့ဒီလိုဆိုထားတာတော့အဓိပ္ပာယ်တစ်ခုနဲ့ဆိုထားတာဖြစ်ဆိုလိုတာကအယောင်းဝယ်ရဲ့သဘောတရားဟာကိုရောင်းနိုင်တဲ့ဈေးနှုန်းကိုကိုရောင်းတာဖြစ်တယ်ဝယ်တဲ့လူကလည်းသူကျေနပ်လို့ဝယ်တာနော်အဲ့ဒါကြတော့မတရားလို့ပြောလို့မရဘူးမတရားဘူးလို့မဆိုနိုင်ဘူးဆိုနိုင်တာဘာတော့ဆိုရင်ပစ္စည်းအည်အသွေးအကောင်းကိုပြောပြီးတော့အညံ့ပေးတာပစ္စည်းကိုအပြည့်ဝကျင်ညာပြီးတော့ပေးတဲ့အခါမှာလျော့နေပြီးတော့ပေးတာအလေးမမှန်တာချိန်မမှန်တာဒါမျိုးတွေပေါ့ဒီလိုဆိုလိုတာတစ်ဖက်စီကရအောင်ယူလိုက်တဲ့နီးတွေဟာတော့မကောင်းတဲ့နီးနဲ့ကိုချမ်းသာရအောင်လုပ်တာနဲ့တူတူပဲဒီထဲမှာဒေသနာတော်ထဲမှာဒါတွေလည်းအကုန်ပါဝင်သွားတယ်ပေါ့အဲ့ဒါမျိုးဆိုရင်ချမ်းသာဒုက္ခမရနိုင်ဘူးတဲ့ကိုလှုပ်တဲ့အပြစ်ကိုပြန်ခံရတယ်တဘာဝတရားဆိုတာတုံ့ပြန်မှုကကိုလှုပ်တာကိုပြန်ရတတ်တယ်ပေါ့တစ်ဖက်သားကိုစိတ်ဆင်းရအောင်လုပ်လိုက်တယ်တစ်ဖက်သားကိုဒုက္ခရအောင်လုပ်လိုက်တယ်တိယတန်းနဲ့စေရနာနဲ့လုပ်ပြီဆိုရင်စေရနာဟံဘိက္ခွေကမ္မဝဒာမိဆိုတဲ့ကံဖြစ်သွားပြီကံဖြစ်သွားရင်ကံဟာမကြွားဖြစ်လာမှာaccumulate ဖြစ်လာတယ်ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာဒီကံတရားတွေဟာစုမိဆောင်းမိဖြစ်လာတယ်ဆိုလို့ရှိရင်တော့မျိုးစိတ်ဆိုတာမြေနဲ့ရေနဲ့တွေ့ရင်ပေါက်တာပဲလေကံတရားဆိုတာလည်းအကျိုးပေးရမယ်အချိန်တွေရောက်လာလို့ရှိရင်အကျိုးပေးမှာပဲအဲ့ဒီကြရင်တော့ကောင်းကျိုးဆိုတာမရဘူးဆိုးကျိုးပဲရမယ်ဒီလိုပြောတာနော်အဲ့တော့မြတ်စွာဘုရားအဆုံးအမရထားတဲ့ပုဂ္ဂိုလ်တွေကြတော့မှန်ကန်တဲ့နည်းနဲ့သူလည်းကောင်းစားစေခြင်းနဲ့ကောင်းစားခြင်းနဲ့ငါလည်းကောင်းစားခြင်းနဲ့ငါလည်းချမ်းသာဖို့အလုပ်လုပ်တာသူလည်းချမ်းသာခြင်းပါပဲအဲ့တော့မမှန်ကန်ကလုပ်မယ်မှန်ကန်တဲ့နည်းနဲ့ပဲမျက်မျက်နှိုးနှိုးစီးပွားရှာမယ်ဆိုလို့ရှိရင်တော့ဘာမှပြောစရာမရှိဘူးအမှန်အတိုင်းဖွင့်ဟပြီးတော့ပဲဒီလုပ်ငန်းတစ်ခုဆိုတာလုပ်ရတချို့ကတော့ပြောကောင်းပြောပဲအဲ့ဒါလို့လုပ်ရင်ထမင်းငတ်မှာပေါ့လို့ပြောကောင်းပြောလိုက်မယ်နော်မမကန်လုံးမစီးပွားဖြစ်တယ်လို့တွက်ထားကိုကမှားရွက်တဲ့အတွေ့တစ်ခုပဲမှားရွက်တဲ့အတွေ့တစ်ခုပဲမမှန်ကန်ကန်လုပ်ပြီးတော့စီးပွားရှာနေတဲ့ပုံကိုယ်တွေမရှိဘူးလားဆိုရှိ
အခုခေတ်ဆိုရင်စီတန်းဆိုပြီးတော့ပဲစီတန်းဘာစီတန်းနဲ့ဆိုပြီးတော့နာမည်ကတော့တန်းလို့ထည့်လိုက်တာပါနော်တန်းမတန်းဆိုတာထုတ်လို့သူကအကုန်သိတယ်ထုတ်လို့သူအကုန်သိတယ်မေးလိုက်လို့ရှိရင်ဘာပြောကြတော့တန်းတယ်ဆိုတာဝါရီယာရောသလားဆိုမရောပါဘူးတချို့ကြတော့အဖြေကောင်းကောင်းပေးတယ်မေတ္တာစေတနာရောထားပါတယ်တဲ့ဝါရီယာမရောပါဘူးမေတ္တာစေတနာတကယ်ပြောတဲ့အတိုင်းမေတ္တာစေတနာရောရင်တော့သိကောင်းတာပေါ့နော်အလွန်ကောင်းတယ်တစ်ဖက်သားချမ်းသာရှင်းတော့ဆိုရင်ပူပူမူမူလေးတောင်ပေးပြီးတော့ရောင်းရတယ်လေမေတ္တာစေတနာတတ်နဲ့အဲ့ဒါလိုလုပ်ကြအဲ့ဒါလိုလုပ်တာအရှုံးမရှိပါဘူးအင်တာမတ်တန်စင်တယ်မွန်မြတ်တယ်မိမိအတွက်လည်းတဝမ်းတစ်ခါရမယ်တစ်ဖက်သားအတွက်လည်းအကျိုးရှိမယ်ဒီလိုငယ်တော့ကြားဘူးတာပြောမယ်ဆိုရင်မန္တလေးကဈေးကြိုထဲမှာဆိုရင်နော်မိုးဟင်းကားတယ်လာလို့ရှိရင်ဓမ္မဖိုးနဲ့မိုးဟင်းကဝါစားတဲ့နီးရှိတယ်နော်ဝါစားတဲ့နီးရှိဓမ္မဖိုးလေးဝယ်ပြီးတော့မိုးဟင်းကဝါစားဘယ်လိုစားတော့မုံမင်းလေးနဲ့ဝါလေးထည့်ပြီးတော့ငါပြာရည်လေးနည်းနည်းပေးပါအောင်ဆိုဟိုငါပြာရည်လေးဆမ်းပေးလိုက်တယ်မလေးငန်းသွားပြီမုံမင်းလေးနည်းနည်းထည့်ပါအောင်မုံမင်းကများသွားလို့အရေးလေးတော့နည်းနည်းထည့်ပါအောင်ပေါ့သွားပြန်ပြီးငါပြာရည်လေးနည်းနည်းဆမ်းပါအောင်နဲ့ဆိုပြီးတော့အဲ့ဒါလို့တောင်းလိုက်တာအစ်စ်တီကြောင့်မို့လို့ဝသွားတယ်တဲ့အဲ့ဒါအဲ့ဒါလို့စားတာနာမည်ကြီးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်စားရတယ်အဲ့ဒါလို့ဒါတော့သူတရားလို့ပေးတာတော့ကိစ္စမရှိဘူးပေါ့နော်လူစားတာတော့မဟုတ်ဘူးပေါ့အေးဘာပဲဖြစ်ဖြစ်ကိုလုပ်တဲ့လုပ်ငန်းဟာကိုအာမခံနိုင်တဲ့တန်ရှင်းတဲ့စိတ်စေတနာနဲ့လုပ်ဖို့ဒါအရေးကြီးတာကိုလိန်တာလဲကိုသိတယ်ကိုမဟုတ်တာလဲကိုသိတယ်လောကမှာမြတ်စွာဘုရားဟောထားတယ်လေနတ္ထိလောကေရဟောနာမလောကကြီးမှာတဲ့ဘယ်သူမှမသိဘူးဆိုတာဘယ်သူမှမသိတဲ့ပုံးကွယ်ရာအရာစိတ်ကွယ်ရာအရာဆိုမရှိပါဘူးတဲ့ပါပကမ္မပကုပ္ပတောမကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်အတွက်ဘယ်သူမှမမြင်ဘူးဘယ်သူမှမရှိဘူးလို့ဒီလိုထင်ရတဲ့နေရာမျိုးဆိုတော့မရှိနိုင်ဘူးတဲ့အဲ့တော့လောကလူတွေကမဟုတ်တာလုပ်ရင်တော့စိတ်ကွယ်ရာမှာလုပ်လို့ရှိတာကိုကုသိုလ်လုပ်ရင်တော့စိတ်ွယ်ရမှာမလုပ်ပါဘူး။ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာတိတ်တိတ်လုပ်တယ်လို့မရှိဘူး။ကြော်ညာလုပ်တာများ။ငယ်ငယ်တော့စဉ်းစားဖို့တယ်။အေးဘယ်သူကောင်းမှုဘယ်ဝါကောင်းမှုနဲ့ဆိုင်းမုတ်တွေထိုးလိုက်ကြတာလို့မကောင်းမှုကြဘာလို့မထိုးတာလဲ။နော်။မကောင်းမှုကြဘယ်သူမကောင်းမှုဆိုပြီးတော့ထိုးเสียကောင်းတယ်လို့ငယ်တော့အဲ့လိုတွေးမိတယ်ပြောတယ်နောက်တော့စဉ်းစားကြည့်လိုက်တော့အော်ကောင်းမှုလို့ထိုးတာဟာအများတာရုခေါ်ဖို့အတွက်အမျှဝေတဲ့အနေနဲ့ထိုးတာဆိုတဲ့ရည်ရွယ်ချက်ကရှိတယ်။ဒါမို့ရှင်းတော့ကဆိုင်းဘုတ်ဒီကုသိုလ်ရှင်ရဲ့ဆိုင်းဘုတ်အောက်မှာဘာပါတော့ဗေမိသားစုကောင်းမှုနတ်လူတာရုခေါ်စေတော်ဆိုတဲ့စကားလေးပါတယ်။အခုနောက်ပိုင်းတော့ပျောက်နေတယ်။အဲ့စာရန်လေးပျောက်သွား။မှန်နတ်လူတာရုခေါ်စေတော်ထည့်ရ။အဲ့ဒါမှပဋိဒါနကုသိုလ်ဆိုတာရမှာလေ။ကိုကကြွားခြင်းလို့ဆိုင်းဖို့ထိုးတာမဟုတ်ဘူးအများတာရုခေါ်ဖို့အတွက်ဆိုင်းဖို့ထိုးတယ်ထိုးပေးလိုက်တဲ့ဖြင့်ကိုနဲ့တည်တဲ့မိတ်ဆွေတွေသို့မဟုတ်ကိုရဲ့ဆွေမျိုးစင်ဆက်တွေဘိုးဘွားတွေကလှူသွားတယ်ဆိုရင်မိသားစုတွေသားစဉ်မြေးဆက်တာရုခေါ်ရေးကြအောင်ဒီလိုရည်ရွယ်ချက်နဲ့ထက်မူလရည်ရွယ်ချက်ကောင်းတာတွေဟာနောက်ပိုင်းကျတော့အတိတ်ပဲမသိတဲ့အခါပျောက်ပြက်သွားမြန်မာပြည်မှာဇေဒီပထိုးတွေအလွန်ပေါ်တယ်မဟုတ်လားဇေဒီပထိုးပေါ်လို့နိုင်ငံသားတွေကတလက်တော့ပကိုးထားတဲ့ဇေဒီပထိုးပေါ်တဲ့နိုင်ငံဆိုပြီးတော့ခေါ်ကြအဲ့ဒါလို့ဇေဒီပထိုးပေါ်တဲ့အခါမှာမသိတဲ့ပုဂ္ဂိုလ်တွေဒီခစ်ပြက်တုံးကဇေဒီပထိုးတွေပေါ်မှာဘယ်လိုယူဆလာတော့ဆိုဗမာလူမျိုးတွေကကြီးညိုတော့ဇေဒီထဲမှာလက်ဝတ်ရတနာတွေထည့်ပြီးတော့ပူဇော်ကြတာတွေရှိတယ်လေတန်မိုးကြီးတဲ့ပစ္စည်းတွေလည်းထည့်ပြီးတော့လှူကြတာရှိအဲ့တော့တချို့ကနားမလည်တဲ့ပုဂ္ဂိုလ်တွေကြတော့ဘာသွားတွေးတော့ဆိုဒါဇေဒီပထိုးတွေကမြန်မာတွေဒီ
ရွှေတွေငွေတွေသိမ့်တဲ့နေရာလို့ယူဆပြီးတော့စေတီပထိုးတွေဖောက်ကြတာအများကြီးပဲဖြစ်တော့ဖြစ်ပျက်တုန်းကဖောက်ထွင်းပြီးတော့သွားတာတွေအများကြီးရှိတယ်သမိုင်းကြောင်းတွေကြည့်မယ်ဆိုလို့ရှိရင်လည်းတတ်နိုင်တဲ့ဘုရင်တွေကလေသူ့ကိုအလေးချိန်မိမိခန္ဓာကိုယ်အလေးချိန်ဝိတ်ချိန်ပြီးတော့အဲ့ဒီဝိတ်အလေးအတိုင်းရွှေသားကိုရွှေတုံးကိုစေတီထုပြီးတော့ဖျားထုပြီးတော့အဲ့ဒီထဲမှာဌာပနာလေးရှိကြတာနော်ကိုယ်လေးချိန်နဲ့ဆက်ပြီးတော့လှူကြတာတွေရှိတယ်အဲ့ဒီသမိုင်းတွေရလူတွေကဖောက်ထွင်းပြီးတော့ခိုးယူကြတာပေါ့ဖျားပစ္စည်းဒါကြောင့်မို့ခေတ်ပြက်တုန်းကဆိုရင်ဖျားပထိုးကြီးကြီးဆိုရင်အပေါက်တွေနဲ့ယူအကုန်လုံးခိုးပြီးတော့ဖောက်ထားကြတကယ်ကတော့ဖျားထဲမှာဌာပနာပစ္စည်းထည့်တယ်ဆိုဒီမှာမူလရွယ်ချက်ကဘာလဲလို့ဆိုရင်နောက်တစ်ခေတ်အနိစ္စသဘောတရားအရာခေတ်ကာလကြာညောင်းလာတဲ့အခါမှာယာတိဥရုဓာန်ကြောင့်ပဲဖြစ်စေငလျင်ဓာန်ကြောင့်ပဲဖြစ်စေသင်္ခါရသဘောအရာတဖြည်းဖြည်းဒီစေတီတို့ဆိုတာယိုယွင်းပျက်စီးပြီးတော့လာမယ်အဲ့ဒီယိုယွင်းပျက်စီးလာတဲ့အခါမှာပတ်စံမတတ်နိုင်ဘူးဆိုရင်ပြင်နိုင်ကြမှာမဟုတ်ဘူးအဲ့ဒီမပြင်နိုင်တဲ့ပုဂ္ဂိုလ်တွေဟောဒီဖရာကိုလှူထားတဲ့ယရနာတွေကိုအသုံးချပြီးတော့ပြင်ကြပါလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ထည့်တာမှန်ဒါပဲတော့ကပူထင်ထင်ရှားရှားသိရတော့လို့ဆိုမြတ်စွာဘုရားပြိဋိဘံဆံတော့ကရှစ်ပြည်တော်မင်းတွေကလာပြီးတော့ဓာတ်တော်လာတောင်းကြတယ် relic ဆိုတဲ့မြတ်စွာဘုရားရဲ့တာရိတိကဓာတ်တော်တွေကိုလာတောင်းအချိုးကြမရလို့ရှိရင်စစ်တိုက်ကြမလို့အနေထားမျိုးရောက်သွားတယ်အဲ့ဒီချိန်မှာဒေါနဆိုတဲ့ပုံသားကြီးကဖြံပြေးရေးတရားဟောပြီးတော့အညီအမျှခွဲပေးလိုက်တယ်ဓာတ်တော်တွေအကုန်လုံးအညီအမျှငွေဗလာတဲ့ကဓာတ်တော်တွေအကုန်လုံးခွဲပြီးတော့ညီတူညီမျှပေးလိုက်တော့จิตနှပ်ပြီးတော့ပြန်သွားကြပြီကိုယ်နိုင်ငံကိုသွားပြီးထူပဆိုတဲ့မြတ်စွာဘုရားရဲ့တာရိတိကဓာတ်တော်တွေကိုဌာပနာပြီးတော့ပူဇော်ကြတယ်ကိုးကွယ်ကြတယ်ဘာလို့ကိုးကွယ်တာတုံးလို့ဆိုလိုတာကတော့အယိုးပဲဘာလို့ကိုးကွယ်တာလဲလို့ဆိုဒီလောက်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တူတယောက်ရဲ့ဂုဏ်ကျေးဇူးတွေရည်မှန်းပြီးတော့မြင့်မြတ်တဲ့ဂုဏ်တွေကိုပူဇော်တဲ့အနေနဲ့ကိုးကွယ်ကြတာသာဖြစ်တယ်ပေါ့တကယ်ကတော့အယိုးကိုးကွယ်တာမဟုတ်ဘူးเนาะအဲ့ဒီကနေပြီးတော့တတိယပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုရှည်စုပြီးတော့ပူဇော်ကြတာသာဖြစ်တယ်ပေါ့အဲ့ဒါလို့ရှင်းပြတော်မင်းနေဓာတ်တော်တွေအနှံ့အပြားကိုယ်တိုင်းပြည်ကိုတည်ထားတဲ့အခါမှာနှစ်ပေါင်းကြာလာတဲ့အခါမှာထိန်းနိုင်စွမ်းရှိရလားလို့ဆိုတာကိုကြည့်တော့မထိန်းနိုင်ဘူးဘယင်တူရဲ့တက်တန်းဆိုတာလည်းအလွန်တိုးတောင်းတယ်ဒီဘယင်ကကြည်ညိုပေမဲ့လို့နောက်မကြည်ညိုတဲ့လူတက်လာလို့ရှိရင်ဒါတွေပျက်စီးသွားတယ်အဲ့ဒီကြတော့ရှင်မကတ္တဝါတို့အစာတသမင်းတို့တိုင်ပင်ပြီးတော့မြတ်စွာဘုရားရဲ့တာရိတိကဓာတ်တော်တွေလုံခြုံစိတ်ချရရေးဆိုတဲ့စီမံချက်နဲ့သူတို့ကမြေရင်းကြီးအနဲ့တူးပြီးတော့ဓာတုနိဒာနာလို့ခေါ်တဲ့ဓာတ်တော်တွေထိမ့်သိမ့်တဲ့နေရာကြီးတစ်ခုရှို့ဝှက်ပြီးတော့စီမံကြအဲ့ဒီဖျားတွေတဲကထူပတွေတဲကစေတီဖျားကိုးကွယ်တဲ့ဒီရှစ်ပြည်တော်ကထူပဆိုတဲ့စေတီရတဲ့ကပေါ့နော်အဲ့ဒီနေရာလေးမှာဘောဓုတပြောရမယ်ဆိုရင်ထူပနဲ့စေတီရဆိုတဲ့စကားလုံးနော်ထူပကိုတက္ကသဘာသာနဲ့ခေါ်တဲ့အတိုင်းအင်္ဂလိပ်ကရေးတာစတုပလို့ရေးတယ်စတုပဆိုတာထူပပဲထူပနဲ့စေတီရကဘာထူးတုံးလို့ဆိုပင်ရခေအဘိဓမ္မာကျမ်းကြီးကိုဖွင့်ဆိုသွားတဲ့အဘိဓမ္မာပရိပိကတိကာကျမ်းကြီးကိုရေးတဲ့စတုရင်္ဂဗလဆိုတဲ့အမတ်ကြီးကတော့စေတီရနဲ့ထူပဘာကွာလဲလို့ဆိုရင်မုတ်ရှိတာနဲ့မုတ်မရှိတာခွဲပြီးရေးသွားတယ်ဒါသူခေတ်မှာသူတွေ့တာရေးတဲ့သဘောနော်အဲ့တော့မုတ်ပါတာမပါတာနဲ့ခွဲပြီးတော့ရေးတယ်တကယ်စာပေကျမ်းဂန်ကိုလေ့လာပြီးတော့ကြည့်မယ်ဆိုရင်ထူပဆိုတာဘာကိုခေါ်တာလဲလို့ဆိုထူပရဲ့အဓိပ္ပာယ်ကစဘာပုံကြီးလို့မောက်မို့အပုံကြီးလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အယိုးဓာတ်တွေကိုမြင့်မြတ်တဲ့နေရာမှာထားဖို့ဆိုပြီးတော့လူတွေက
ကုန်းမြင့်မြင့်ဖန်တီးပြီးတော့အဲ့ဒီကုန်းမြင့်မြင့်ပေါ်မှာတည်ပြီးတော့ထားလေးရှိတယ်စဘာဘုံကြီးကဲ့သို့ကြာဦးတွေ့ဘူးကြလိမ့်မယ်လေဟိုအီဂျစ်နိုင်ငံမှာပီရမစ်ကြီးတွေရှိတယ်မဟုတ်လားဟောအဲ့ဒါမျိုးကြီးတွေလို့ပေါ့လေသဘောကနော်ထုပဆိုဒီမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ဒီတာရိတိကခန္ဓာကိုယ်ကကျွန့်ကြံရခဲ့တဲ့အရာတွေကိုသူကထိသွင်းပြီးတော့တည်ထားတဲ့အရာမျိုးကိုထုပလို့ခေါ်တယ်အဲ့ဒီထုပသည်လူတွေရဲ့ကိုးကွယ်ရာဖြစ်သောကြောင့်လူတွေကမျက်မျက်နှိုးနှိုးကိုးကွယ်ကြသောကြောင့်စေတိယလို့လည်းခေါ်တယ်နော်ထုပဆိုဒီမှာအယောဓဌာပနာထားမှထုပလူတွေကိုးကွယ်လို့စေတိယတခါစေတိယဆိုတာကြတော့လူတွေကိုးကွယ်တဲ့နေရာမှန်သမျှစေတိယပဲတောင်ကိုကိုးကွယ်ရင်တောင်ကစေတိယတစ်ပင်ကိုကိုးကွယ်ရင်တစ်ပင်ကစေတိယနတ်ကုန်းကိုကိုးကွယ်ရင်နတ်ကုန်းဟာစေတိယသူကြတော့အဲ့တော့ပြောရမှာကထုပဆိုဒီမှာအယောဓပါမှာခေါ်ရမယ်ဟောအယောဓပါတဲ့ဟာခေါ်တယ်တည်တဲ့ပုဂ္ဂိုလ်ရဲ့ relief ပေါ့ကျွန့်ကြံရတဲ့အယိုးပဲဖြစ်စေပြာပဲဖြစ်စေဘာပဲဖြစ်စေပေါ့တခုထိသွင်းထားတဲ့အရာမျိုးကိုမှထုပလို့ခေါ်တယ်သူ့ကိုပဲစေတိယလို့လည်းခေါ်နိုင်တယ်အေးစေတိယဆိုတာကြတော့သူကစေတိယတတ်တတ်ခေါ်မယ်ဆိုလို့ရှိရင်ကတော့ခုနအယောဓထည့်သွင်းထားတာမဟုတ်ဘူးသူကစေတိယကပို့ပြီးတော့ခြေပြတ်တယ်လို့ပြောတယ်ထုပကိုစေတိယလို့လည်းခေါ်နိုင်တယ်သို့သောစေတိယကိုတိုင်းကိုထုပလို့ခေါ်လို့မရဘူးလို့ဆိုလိုတယ်အဲ့ဒါကမှမှန်ကန်တဲ့အဓိပ္ပာယ်လို့ပြောရမှန်ကန်တဲ့အဓိပ္ပာယ်မြတ်စွာဘုရားကိုယ်တိုင်ကဟောထားတာရှိတယ်အယောဓဌာပနာထိုက်တဲ့ဌာပနာထည့်ပြီးတော့ထုပတီထောင်ပြီးတော့တီထားပြီးတော့ကိုးဝယ်လိုက်တဲ့ပုဂ္ဂိုလ်ဟာ၄ဥပဲရှိတယ်လောကကြီးမှာအဲ့ဒီ၄ဥကဘာလို့လဲလို့ဆိုရင်သမ္မာသမ္ဗုဒ္ဓလို့ဆိုတဲ့သစ္စာ၄ပါးအမှန်တရားကိုဟောကြားနိုင်တဲ့ဘုရားပိစိကဗုဒ္ဓဗုဒ္ဓသာဝကယဟန္တာလူတွေကဆိုလို့ရှိရင်တရားသဖြင့်လူတွေကိုအုပ်ဆိုးတဲ့တကယ်ကိုတရားနဲ့သာအုပ်ဆိုးတဲ့စัจ java ရေမင်းနဲ့အဲ့ဒီ၄ဥဟာထုပအနေနဲ့တည်ထားလိုက်တယ်သူတို့မရှိတဲ့နောက်မှာဘာဖြစ်လို့တော့ဆိုအမတ်တရဖြစ်ပြီးတော့စိတ်ထဲမှာကြည်နူးမှုရတိုင်းသူတို့ကတကယ်သူတော်စင်နေဖြစ်သည့်အတွက်ကြောင့်အမတ်တရားနဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့စေထုပတွေကိုပန်းလေးတစ်ပွင့်ပဲတင်လိုက်အောင်ရလာတဲ့အကျိုးကျေးဇူးဟာသူတို့အတွက်တန်ဖိုးမပြတ်နိုင်ဘူးလို့ဒီလိုဆိုတာနော်ရဇက်ကိုကြည့်ပြီးတော့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့ဒီတော့ကမြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုရှိပြီတော်မင်းနေစီကအကုန်လုံးရှင်မကတ္တဗတို့ကအစွမ်းတကူနဲ့ပင့်ပြီးတော့ဓာတုနိဒာနလို့ခေါ်တဲ့အဲ့ဒီနေရာထဲမှာထည့်ထားလိုက်တယ်ထည့်ထားပြီးတော့ထိုခေတ်ကယန္တရားပညာရှင်တွေနဲ့စိတ်ယန္တရားကြီးတစ်ခုလောက်တာယန္သူတွေဒီထဲမှာဖောက်ထွင်းပြီးတော့မဝင်နိုင်အောင်လေးတီတော်တွေတို့နော်ဓာတ်တွေလှန်နေတို့ဓာတ်တွေနဲ့လှုပ်ထားပြီးတော့စိတ်ယန္တရားနဲ့လက်ပတ်နေတာတဲ့အဲ့ထဲဘယ်သူမှစိတ်ယန္တရားဒီရအောင်မလုပ်နိုင်ပဲနဲ့ဘယ်သူမှဝင်လို့မရဘူးအဲ့ထဲအဲ့ဒီပုံစံနဲ့လှုပ်တာဖျောင်းနိုင်မီလဲထွန်းထားတယ်အဋိဋ္ဌံထားတယ်ငြိမ်းအောင်တန်ဖိုးရှိတဲ့ယရနာကြီးတစ်ခုကိုလည်းအဲ့ဒီမှာထည့်ထားပြီးတော့စာရေးတာဗာရေးထားတော့လို့ဆိုလို့ရှိရင်နောင်နာကမှာတဲ့ပတ်စံငွေကြေးတနာမတတ်နိုင်လို့ဒီနေရာကြီးပျက်စီးမယ်ဆိုလို့ရှိရင်ဟောဒီယရနာကိုရောင်းပြီးတော့ပြင်မာဆိုတဲ့စာထည့်ထားစာရေးထားတဲ့ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေဒီယရနာကိုရောင်းချပြီးတော့မှဒီဓာတုနိဒာနစေတီတော်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်ပါလို့ဆိုစားတယ်အဲ့ဒီဓာတ်တော်တွေကိုဘယ်သူကြဘယ်ချိန်ကြတော့ရှာတော့ဆိုအာသောကမင်းကြီးလက်ထက်ကြတော့ဒီသမိုင်းကြောင်းအရာဓာတ်တော်တွေကိုလိုက်ရှာတော့အဲ့ဒီနေရာမှာတွေ့တော့ဓာတ်တော်တိုင်းလည်းဖွင့်လိုက်ရောယန္တရားဆက်ကနေပြီးတော့ဓာတ်တွေနဲ့လှန်နေနဲ့သူကလဲပတ်နေတာအထဲထဲဝင်လို့မရတော့ယန္တရားအတတ်တဲ့ပုဂ္ဂိုလ်ကိုခေါ်ပြီးတော့ဘုံများလို့နေမှာပေါ့စနက်တန်ကိုဖြုတ်ခိုင်းရတာလေ
ဒီတိုင်းဝင်ပေါက်မှာအဲ့တော့စနစ်တန်ဖယ်ရှားတဲ့ပုဂ္ဂိုလ်ပေါက်တဲ့နေရာမှာမပေါက်နိုင်အောင်လုပ်တဲ့ဒီပညာတတ်တဲ့ပုဂ္ဂိုလ်ကဘာလုပ်တုံးဆိုရင်လေးနဲ့ချိန်ပြီးတော့အဲ့ဒီမှာခလုတ်ရှိတယ်အဲ့ဒီခလုတ်ကိုလှမ်းပြီးတော့မှန်အောင်ပြစ်လိုက်တဲ့အခါကျတော့ရန်တရားရက်သွားတဲ့နော်အဲ့ဒီလိုကြမ်းဖန်ပြီးတော့စီမံထားခဲ့တာအဲ့ဒီရက်သွားပြီဆိုမှအတွင်းဝင်ပြီးတော့ဘုရားတတ်တော်တွေကိုယူကြပြီးတော့စေတီပေါင်း8400တီထားပြီးစေတီတွေဒီအသောကမင်းကြီးကဓာတ်တော်တွေနဲ့ဖြန့်ပြီးတော့ဒီလိုလုပ်တယ်လို့ဆိုတဲ့သမိုင်းကြောင်းရှိတယ်ပေါ့အဲ့ဒီထဲမှာအသောကမင်းကယရနာကြီးတွေ့တဲ့အခါရေးထားတဲ့စာကိုဖတ်ကြည့်လိုက်တော့အနာဂတ်ကာလမှာဆင်းရဲတဲ့မင်းဆိုးရာဇာတွေဒီယရနာကိုယူပြီးတော့ပြင်မာလို့ဆိုတော့သူကဒေါသဖြစ်တယ်ငါလို့ဘယင်မျိုးကိုများသူတို့ကဆင်းရဲသူလို့ပြောရမလားပေါ့လေသူတော့တတ်နိုင်တယ်ဆိုပြီးတော့အဲ့ဒီလိုတောင်သမိုင်းစာထဲမှာမှတ်တမ်းတင်ထားတာရှိတယ်ပေါ့အဲ့တော့ဆိုလိုတာအခုလိုပဲထိမ့်သိမ့်ဆောက်ရှောက်ပြီးတော့ချမ်းသာဒုက္ခရအောင်ဒီဆောင်ရွက်လောက်ကင်ကြခဲ့ကြတယ်ထင်မယ်ဘုရားပထိုးတောင်မှမကြံရအောင်မြန်မာလူမျိုးတွေစေတီထဲမှာယရနာတွေရှိတယ်ဆိုပြီးတော့ဖောက်ထွင်းကြတာအဲ့တော့အဲ့ဒီနည်းနဲ့ရလာတဲ့စီးပွားချမ်းသာဒုက္ခကောင်းကျိုးချမ်းသာပေးဖို့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဟောဒါကြောင့်မို့စီးပွားရှာတယ်တို့ပစ္စည်းဥစ္စာရှာတယ်တို့ဆိုတဲ့နေရာမှာတရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာမျိုးသာဖြစ်တဲ့နေပေါ့မတရားတဲ့နီးနဲ့ယူထားတဲ့ပစ္စည်းဥစ္စာသည်မိမိအတွက်အစိတ်လိုပဲဖြစ်တယ်ပေါ့အေးပြုသူအသည့်ဖြစ်သူအဟောင်းဒါမျိုးကိုမတရားတဲ့နီးနဲ့စီးပွားတစ်ခုလှုပ်ထားပြီးလှုပ်ပြီးဆိုတဲ့အခါရထားလို့ရှိရင်ဒီဘဝမှာတော့ဟန်ကြခြင်းကြနေမယ်နောက်တစ်ချိန်သူ့ရဲ့တုံ့ပြန်မှုတန်ရရှိလာတဲ့အခါကျကောင်းကျိုးချမ်းသာဆိုတော့မရနိုင်ဘူးလို့ဒါကြောင့်မို့ချမ်းသာဒုက္ခရှာတဲ့အခါမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီသာရှာကြရမယ်ဓမ္မပဒမှာမြတ်စွာဘုရားဟောထားတာရှိသေးတယ်ပရဒုက္ခပဒါလေနအတ္တနောဒုက္ခမိစ္ဆတိသူများကိုဒုက္ခပေးပြီးတော့မှချမ်းသာကိုရချင်တဲ့ပုဂ္ဂိုလ်မျိုးဟာတဲ့ဘယ်တော့မှဘေးကင်းရန်กว่าဆိုတာမဖြစ်နိုင်ဘူးဆိုပါစို့တရားရည်အသက်ကိုတပ်ဖြတ်ပြီးတော့မှစီးပွားဥစ္စာရပြီးတော့ချမ်းသာဒုက္ခရှာမယ်ဆိုပါစို့တရားတပေါင်းမြောင်များစွာအသက်တွေတပ်ပြီးတော့ချမ်းသာဒုက္ခရှာတယ်ဒါတွေလည်းရှိတာပဲခုခေတ်ဆိုသာလိုင်းစင်တွေတို့မွေးမြူရေးတို့ဒါတွေနဲ့လှုပ်ပြီးတော့စီးပွားရှာမယ်တရားရည်ရဲ့အသက်နဲ့စီးပွားရှာမယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာစဉ်းစားကြည့်လေနွားသမားတယောက်ဒီနွားခွေတာနဲ့တည်ရတယ်နောက်ဆုံးကြမတည်ရဘူးဆိုရင်တောင်မှပဲနောက်ဘဝကြတော့သူ့ရဲ့ဘဝအခြေအနေဟာတုံ့ပြန်လာတဲ့အကျိုးတရားဟာအလွန်ကြောက်စရာကောင်းတယ်တေခါနီးကြလို့ရှိရင်တော့နွားသမားတယောက်ဒီနွားလို့អော်ပြီးတော့တည်ရတာများတယ်ဝက်သမားတယောက်ဒီဝက်လို့អော်ပြီးတော့တည်ရတယ်ဒီလိုဖြစ်တတ်တယ်ကျက်သမားထို့အတူပဲတဖြည်းဖြည်းအကုသိုလ်နဲ့အသက်မွေးတာများလာလို့ရှိရင်ထိုအကုသိုလ်ရဲ့အကျိုးဟာသူ့တန်မှာပုံဟတ်လာကံကြမ္မာပုံရိပ်တွေကဒီဘဝမှာပဲထင်ဟတ်လာတတ်တယ်ဒါကြောင့်မို့လို့တခြားနည်းနဲ့စီးပွားရှာနိုင်အောင်ကြိုးစားရမယ်တခြားနည်းနဲ့မှန်ကန်တဲ့တရားသဖြင့်ရတဲ့နည်းနဲ့စီးပွားရှာတမ္မာအာဇီဝဆိုတာအဲ့ဒါပြောတာသူများတဲ့တပ်ပြီးစီးပွားမရှာဘူးသူများဥစ္စာခိုးပြီးစီးပွားမရှာဘူးသူတော်ဘာသာများစော်ကားပြီးစီးပွားမရှာဘူးလိန်ပြောပြီးစီးပွားမရှာဘူးဂုံးတိုက်ပြီးစီးပွားမရှာဘူးတူတယောက်ကိုဆဲပြီးတော့စီးပွားမရှာဘူးမဟုတ်တမ်းတရားတွေပြောပြီးတော့စီးပွားမရှာဘူးလို့ဟောဒုစရိုက်တွေနဲ့စီးပွားမရှာဘူးလို့ဒီလိုဆိုလို့အဲ့ဒီဒုစရိုက်တွေနဲ့စီးပွားမရှာမှတမ္မာအာဇီဝဒုစရိုက်နဲ့စီးပွားရှာလို့ရှိရင်တစ်ဖက်သားကိုထိစေတာကြည့်နော်စီးပွားရှာတယ်ဆိုတာချမ်းသာရှာတာပဲပရဒုက္ခပဒါနေနအတ္တနောဒုက္ခမိစ္ဆတိသူများဒုက္ခပေးပြီးတော့မှကိုချမ်းသာကိုရအောင်ရှာတဲ့ပုဂ္ဂိုလ်ဟာ
ဝေရတန်တဲ့ကတန်တထောဝေရသောနပရိမုစတိအဲ့ဒီပုဂ္ဂိုလ်ဟာတစ်ဖက်ကသူများကိုဒုက္ခပေးတယ်ဆိုကြတဲ့ကဒုက္ခပေးခံရတဲ့ပုဂ္ဂိုလ်ဟာသူ့ကိုတုံ့ပြန်လာမှာပဲတုံ့ပြန်လာမှာပဲဒီဘဝမတုံ့ပြန်နိုင်ရင်နောက်တစ်ချိန်ကျတော့တုံ့ပြန်လာဒါကတော့ဧကန္ဒိဋ္ဌပါကိုလုပ်ခဲ့တဲ့အလုပ်တစ်ခုဒီလူတွေထဲမှာရံညိုးတို့အတေးတို့ဆိုတာရှိသွားမဟုတ်တာလုပ်လို့ရှိရင်မနိုင်လို့တော့ခံရင်ခံလိုက်ရမယ်တဘဝသို့သောမကျေနပ်တဲ့အညိုးအတေးတွေဟာသူ့ရင်ထဲမှာပါသွားပြီပါသွားတဲ့အညိုးအတေးတွေဟာနောက်ဘဝရောက်လို့ရှိရင်ဒီအညိုးအတေးတွေကပြန်ပေါ်တတ်တယ်ကိုယ့်ကိုယ်စဉ်းစားကြည့်လေလူတိုင်းတော့ကြုံညမကြုံမှာပေါ့နော်ကိုယ့်ဘဝကိုနည်းနည်းအကဲခတ်ကြည့်ရတခါတရံကြတော့တခါမှမမြင်ဘူးတဲ့ပုံကိုပဲဖြစ်စေတွေးလိုက်တာနဲ့ခင်မင်သွားတဲ့ပုံကိုမျိုးလည်းရှိတယ်နော်ဒါအကြောင်းပဲဖြစ်တာမဟုတ်ဘူးတခါတလေကိုယ်နဲ့လည်းတခါမှမတွေ့ဘူးတွေ့ချင်းအဲ့ဒီပုံကိုခင်သွားတယ်စိတ်ကနော်ကိုယ့်ကိုစဉ်းစားကြည့်ကိုကြုံဘူးလားမကြုံဘူးလားကိုယ့်ကိုကြည့်ပေါ့နော်လူတကာနှုတ်ခမ်းစုနေတော့ဖြစ်မှာမဟုတ်ဘူးပေါ့တချို့ကြတော့ရှိရင်သူ့ဘာသူနေတာပဲကိုယ်နဲ့လည်းဘာမှမဆိုင်ဘူးမြင်တာနဲ့အမြင်ကတ်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်မြင်လိုက်တာနဲ့အမြင်ကတ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့ဒါတွေဟာရှုပ်ဝက်တဲ့အတိတ်အကြောင်းအရာတွေရှိနေတယ်ဆိုတာကိုသတိထားဖို့သူ့ဘာသူဖြစ်တာမဟုတ်ဘူးနော်မသိစိတ်ကဆိုလေပြောမယ်ဆိုရင်ခုခေတ်စကားနဲ့ပြောမသိစိတ်ကလှုံ့ဆော်ပေးနေတာခါတလေအလိုလိုမုန်းအဲ့လူမြင်တာနဲ့မုန်းအဲ့ဒါအတိတ်ကတန်တရာကအမုန်းတွေကလည်းပါလာတတ်တယ်တန်တရာကမေတ္တာတွေကလည်းပါလာတတ်တယ်ဒါကြောင့်မို့တုံးနဲ့တူခင်းနေမင်းနေဆိုတဲ့နေရာမှာပုပ္ပေဝတန်လိဝသေနပစ္စုပ္ပန္နဟိတေနဝါဆိုတဲ့ရသော်ဘုရားကအကြောင်းတစ်ခုရှားပြထားတယ်အတိတ်တုန်းကတူတူနေခဲ့တယ်ခင်ခင်မင်မင်နေခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာမြင်လိုက်တာနဲ့ခင်မင်နေနော်ပစ္စုပ္ပန္နဟိတတူနဲ့တူကူညီဘူးတယ်လက်ရှိဘဝမှာမေတ္တာသက်ဝင်ခုခေတ်မှာအသစ်ဖြစ်တယ်ဆိုလို့ရှိရင်လေခင်မင်မှုတွေဖြစ်တယ်အဲ့ဒါလိုပဲအတိတ်ဘဝတုန်းကယံဖြစ်ခဲ့ဘူးတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလေဒီဘဝလည်းပဲယံညှိုးဖြစ်နေတာမြတ်စွာဘုရားနဲ့ဒေဝရပဲကြည့်ဒေဝရရဲ့စိတ်ထဲမှာမြတ်စွာဘုရားပေါ်မှာကြည့်မရဘူးအလိုလိုမုန်းနေတာတန်တရာကအမုန်းလို့ခေါ်တယ်မြတ်စွာဘုရားကတော့ငကိုယ်တည်းအသူ့ကိုတီးခံတယ်ခွင့်လွတ်တယ်တီးခံခွင့်လွတ်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားကတော့ဒေဝရကိုမုန်းတယ်ဆိုစိတ်မရှိဘူးမရှိလို့ပဲသင်္ကန်းတွေပဲဝတ်ပေးထားတာပဲလေသူ့နှမတောင်ယူထားလိုက်သေးတာပဲမုန်းလို့တော့မဟုတ်တော့ဘူးเนาะအဲ့တော့ဒေဝဒကသာတစ်ဖက်သက်မုန်းနေတာနောက်ဆုံးကြမှာအမုန်းဟာဖြေလျော့ပြီးတော့နောက်ဆုံးမှာမြေမြူတဲ့အချိန်ကျမှမြတ်စွာဘုရားကိုကြော့သွားပြီးတော့အမုန်းနေခြေသွားတာအမျက်တော်ဖြေဆိုတာအဲ့ဒီမှာပဲပေါ့เนาะသူရဲ့အမျက်ဒေါသတွေကအဲ့ဒီအချိန်မှာအမုန်းတွေကုံဆုံးသွားတယ်တန်တရာကအမုန်းဆိုတာအလွန်ကြောက်စရာကောင်းတယ်ဒါကြောင့်မို့ဒီဘဝမှာမုန်းတဲ့လူမရှိအောင်တတိထားနေကြဖို့လိုတယ်ပေါ့မုန်းတဲ့လူမရှိစေနဲ့ရှိလို့ရှိရင်တန်တရာကအမုန်းဖြစ်သွားလိမ့်မယ်မတည့်တဲ့လူမရှိစေနဲ့မတည့်တဲ့လူရှိလို့ရှိရင်ဥပေက္ခာကိုကျင့်သုံးလိုက်မေ့ထားလိုက်နော်မေ့ထားလိုက်သူလှုပ်တာတွေပေါ်မှာတောင်းတွင်းတွေလှုပ်မနေခက်တာကတန်ရောစဉ်ဆိုတာလူတွေကထင်းနေကြတာတဏှာပဲတန်ရောစဉ်လို့ထင်းနေတာအမုန်းကလည်းတန်ရောစဉ်ပဲအမုန်းတန်ရောစဉ်စဉ်းစားကြည့်လေကိုမုန်းတဲ့လူခဏခဏတတိယဟုတ်လားလူတွေကထင်တာကိုချစ်တဲ့လူပဲတတိရတယ်လို့ထင်တာပဲမုန်းတဲ့လူလည်းတတိရတာပဲအမုန်းနဲ့တတိရတာလေးသူကြတော့တကယ်ကတော့တန်ရောစဉ်က10မျိုးရှိတာဟုတ်အဲ့10မျိုးထဲမှာပဋိက္ခတန်ရောစဉ်ဆိုတာဒေါသနဲ့ဖြစ်တဲ့တန်ရောစဉ်တစ်ခုဘယ်တန်ရောစဉ်ဖြစ်ဖြစ်ကောင်းကျိုးချမ်းသာမပေးဘူးတဲ့ဒါကြောင့်မို့တတိထားပြီးတော့ရှောင်ကျဉ်ရမှာဖြစ်တယ်ပေါ့ဝါဒနာနဲ့ဇယိုက်ဆိုးဆိုတဲ့နေရာမှာအခုလိုတီးတတ်တဲ့ဘဝမှာမကောင်းတဲ့ဝါဒနာတွေရှိရင်ဝါဒနာကိုမတားနဲ့လို့တော့မလုပ်နဲ့တားသင့်တားရမယ်ပေါ့ဒီလိုဖြစ်ရမကောင်းတဲ့ဝါဒနာဆိုရင်ဆက်ပြီးတော့မလုပ်နေနဲ့လုပ်ရင်ဝါဒနာတချို့ကမလေးဝါဒနာပါလို့လုပ်တယ်ဆိုပြီးတော့
ကောင်းတာဝါသနာပါရင်တော့တော်ပါတယ်မကောင်းတာဝါသနာပါနေဘယ်လိုလုပ်အဲ့တော့ကောင်းမကောင်းကိုပါတဲ့ဝါသနာဒီသူများကိုထိခိုက်သလားကိုအကျိုးထိခိုက်သလားဆိုတာကိုစွန့်တဲ့နံစွန့်ပြီးတော့ဝါသနာကိုဖျောက်တဲ့နံဖျောက်ကောင်းတဲ့ဝါသနာတွေနဲ့အစားထိုးပြီးတော့မကောင်းတာကိုဖယ်ရှားပြည့်ရမယ်ဝါသနာဆိုတဲ့ခေါက်ရိုးကြီးကျိုးနေလို့ကတော့မဖြစ်ဘူးတဲ့နော်မကောင်းတဲ့အလေးချင်းတွေကိုသိတဲ့ဘဝမှာပြင်မပြင်လို့ရှိရင်နောက်ဘဝဆက်ပါနေဥမှာပဲရှင်ပိလိန်နာဝိဆာဆိုတာမကောင်းတဲ့နှုတ်ကြီးကျိုးနေတာလေခုမှကျိုးတာမဟုတ်ဘူးသူကအတိတ်ဘဝကဘဝပေါင်း900 1000ဒီလိုဖြစ်လာခဲ့တာလူမြင်လို့ရှိရင်ငရုတ်မာလို့ခေါ်တာသူကနော်လူကိုချိုးချိုးသားသားမပြောတတ်ဘူးဟုတ်လောက်တယ်စကိုင်းနယ်မှာတောရွာဘုန်းကြီးတစ်ပါးရှိတယ်အဲ့ဒီဘုန်းကြီးကတွေ့လို့ရှိရင်သူနှုတ်ဆက်တာကြည်စံဘယ်တော့မှချိုးချိုးသားသားနှုတ်ဆက်ဘူးဆဲပြီးနှုတ်ဆက်တာသူကနော်ဟောက်ကောင်ကြီးမသေးသေးဘူးလားဆိုတာမေးအဲ့ဒါနှုတ်ဆက်တာတဲ့နေကောင်းလာလို့မနှုတ်ဆက်ဘူးဆဲပြီးတော့နှုတ်ဆက်အဲ့ဒါလိုလည်းမဖြစ်စေကြနဲ့ဝါသနာကိုကအဲ့ဒီတိုင်းနော်အဲ့ဒါလိုမဖြစ်စေဖို့ကောင်းမြတ်တဲ့ဝါသနာတွေကောင်းမြတ်တဲ့အလေးအထားတွေကိုယ်တဏ္ဍာမှာလေ့ကျင့်မွေးမြူကြရမှာဖြစ်တယ်ပေါ့အေးမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီချမ်းသာဒုက္ခကိုရှားတယ်ဆိုတာဘာနဲ့ရှားရမှာလဲဘာနဲ့ရှားရမှာလဲလို့ဆိုရင်မြတ်စွာဘုရားကဒုက္ခပုံညတဥစ္စယောကုသိုလ်ကောင်းမှုတွေစုဆောင်းပြီးရင်ချမ်းသာပါတယ်လို့ဟောတော့ကုသိုလ်ကောင်းမှုနဲ့ရှားပေါ့ခုနပြောသလိုတရားတွေကိုညှင်းဆဲပြီးတော့ချမ်းသာဒုက္ခကိုမရှာနဲ့သူများဒုက္ခရောက်အောင်လုပ်ပြီးတော့ချမ်းသာဒုက္ခကိုမရှာနဲ့ဆိုတဲ့ဒီအတွေးအခေါ်မြတ်စွာဘုရားရဲ့အဆုံးအမတွေမိမိရဲ့ယင်တဲ့နှလုံးထဲမှာစွဲသွားအောင်မှတ်ထားနောက်ဘဝလည်းဘယ်တော့မှသူများမျက်ရည်ကျအောင်လုပ်ပြီးချမ်းသာတာသူများဒုက္ခရောက်အောင်လုပ်ပြီးမှချမ်းသာတာမျိုးဒါမျိုးတွေမဖြစ်သင့်ဘူးလို့ဒီလိုဆိုတာပေါ့နော်အများကိုကောင်းကျိုးချမ်းသာဖြစ်စေပြီးတော့ကိုယ်ချမ်းသာဒုက္ခရအောင်ကြိုးစားအထောက်ရောင်းတာဝယ်တာဆိုတာတောင်မှပဲကြည့်လေပစ္စည်းကိုမှန်မှန်ကန်ကန်ရောင်းတယ်မှန်မှန်ကန်ကန်ပေးတယ်တရားတမိုးပေးတယ်ဆိုဝယ်တဲ့လူလည်းစိတ်ချမ်းသာတယ်ကိုယ်လည်းစိတ်ချမ်းသာဟောကောင်းတဲ့နီးနဲ့စီးပွားရှာတာလေအဲ့လိုပုံကိုယ်တွေလည်းအများကြီးရှိပါမရှိဘူးမဟုတ်ရှိတရားသဖြင့်စီးပွားရှာလို့ရသွားတဲ့ပုဂ္ဂိုလ်ဟာလည်းစိတ်ချမ်းသာမှုရှိအဲ့ဒါလို့လောက်ရဝယ်သူရောရောင်းသူရောမြစ်ပတ်တဲ့စိတ်တော့မထားရဘူးတခါတည်းရင်ရောင်းတဲ့လူကစိတ်ကောင်းရှိတော့လဲဝယ်တဲ့လူကစိတ်ကောင်းမရှိတာလည်းရှိနိုင်သေးတယ်ဒါကတော့မင်းကောင်းရင်ငါမဆိုးပါဘူးလို့မပြောနဲ့မင်းမကောင်းလဲငါမဆိုးပါဘူးပဲပြောရမှာပဲเนาะသူကောင်းကောင်းမကောင်းကောင်းကိုနဲ့မဆိုင်ဘူးကိုကောင်းအောင်လုပ်မယ်ဆိုစိတ်ဓာတ်ကိုထားမြတ်စွာဘုရားဟောတဲ့တန်လေခသုတ်တံမှာအဲ့ဒီတိုင်းပဲမြတ်စွာဘုရားသူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်သူမကောင်းတာနဲ့ငါနဲ့ဘာမှမဆိုင်ခုခေတ်လူတွေကတော့အဲ့လိုမဟုတ်ဘူးနော်မင်းကောင်းရင်ငါမဆိုးပါတဲ့မင်းဆိုးလို့ငါဆိုးတယ်ပေါ့အတိပ္ပယ်ကတော့နော်ပြီးတော့ချိန်ချောက်တဲ့စကားလေးကပါသေးတယ်တီးခံတယ်ဆိုတာအတိုင်းတာရှိတယ်နော်တဲ့အကုန်သိမခံဘူးဆိုတဲ့အတိပ္ပယ်ချိန်ချောက်လိုက်သေးတယ်နော်အဲ့တော့အဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတီးခံတယ်ဆိုတာငါအတိုင်းတာမထားဘူးဒီလိုပြောမှပဲပို့ပြီးသဘာဝကျနော်တီးခံတယ်ဆိုတဲ့သဘောငါမှအကန့်အသတ်မထားဘူးခံပါပဲတီးခံပါပဲဒီလိုထားရမှာမင်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေငါကောင်းမယ်ဆိုတဲ့စိတ်ဓာတ်ကိုမွေးပြရမယ်ပေါ့ဒီလိုဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ချမ်းသာဒုက္ခကိုရှားတယ်လို့ဆိုတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ချမ်းသာဒုက္ခကိုရှားတယ်မေတ္တာနဲ့ချမ်းသာဒုက္ခကိုရှားမယ်ကရုဏာနဲ့ချမ်းသာဒုက္ခကိုရှားမယ်မုဒိတာနဲ့ချမ်းသာဒုက္ခကိုရှားမယ်ကောင်းမြတ်တဲ့သဘာဝတရားတွေနဲ့ချမ်းသာဒုက္ခကိုရှားရင်မိမိလှုပ်တဲ့လှုပ်ရဟာတစ်ဖက်သားကိုလည်းမထိခိုက်ဘူးကိုယ်ကိုလည်းမထိခိုက်ဘူးသူတော်ကိုလည်းမထိခိုက်ဘူးမထိခိုက်သည့်အတွက်ကြောင့်သူလည်းချမ်းသာကိုယ်လည်းဝမ်းသာဟောနှစ်ခုသူလည်းချမ်းသာကိုယ်လည်းချမ်းသာအဲ့ဒါလို့နီးမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေကြိုးစားခြင်းဟာ
မြတ်ဗုဒ္ဓရဲ့ဆုံးမနဲ့ဒီချမ်းသာဒုက္ခကိုရှားခြင်းပဲလို့ဒီလိုဆိုတာလောကမှာလူတွေဟာကိုယ်ဆင်းရဲမှကြောက်လို့တစ်ဖက်သားဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်တွေမွေးတာမှန်ကတော့စဉ်းစားလိုက်မယ်ဆိုရင်ဒီနှိုင်းရှင်လေးလာကြည့်မယ်ဆိုလို့ရှိရင်နော်အော်သူလည်းချမ်းသာကျင်တာပဲငါလည်းချမ်းသာကျင်တာပဲငါအတွက်နဲ့တော့သူစိတ်မဆင်းရဲပါစေနဲ့ဒီလိုနှလုံးသွင်းပြီးတော့ချမ်းသာဒုက္ခကိုရှာတဲ့နိုင်ပေါ့ချမ်းသာဆိုဒီမှာဒီလောကကြီးမှာအနာခံမအသာဆံရတယ်ဆိုတဲ့စကားရှိတယ်ပါဠိစာပေမှာလည်းရှိတယ်နာခောဒုက္ခေနဒုက္ခံအဓိကတပ္ပံနဲ့ချမ်းသာတစ်ခုကိုချမ်းသာတစ်ခုနဲ့ရအောင်ရှာလို့မရဘူးတဲ့ချမ်းသာကိုချမ်းသာနဲ့ရှာလို့မရဘူးတဲ့ဒုက္ခေနာခောဒုက္ခံအဓိကတပ္ပံဆင်းရဲဒုက္ခလေးခံမှချမ်းသာဒုက္ခဆိုတာရနိုင်တယ်ဒီလိုအဓိပ္ပာယ်ရတယ်နော်ဒုက္ခနဲ့ဒုက္ခရအောင်ရှာကိုယ်နဲ့နဲ့ဒုက္ခဖြစ်တာဖြစ်ပါစေတစ်ဖက်သားကိုတော့ဒုက္ခမပေးပါနဲ့လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့မြတ်စွာဘုရားကချမ်းသာဒုက္ခရှာတဲ့နေရာမှာစဉ်းစားလိုက်အောင်နဲ့ချမ်းသာဒုက္ခနှစ်ခုစွန့်လွတ်တဲ့ချမ်းသာကိုစွန့်လွတ်ပြီးတော့ဒီတဲ့တန်မိုးရှိတဲ့ချမ်းသာမျိုးကိုရအောင်ရှာတတ်ရမယ်မတ္တဒုက္ခပရိစ္ဆာကပတ္တိစေဝိပုလံဒုက္ခံစစေမတ္တဒုက္ခံဒီတော့တံပတ္တံဝိပုလံဒုက္ခံချမ်းသာဆိုတာမတ္တဒုက္ခတဲ့အတိုင်းတာလေးတစ်ခုရတာချမ်းသာတာအမြဲချမ်းသာတာမဟုတ်ဘူးဝိပုလဒုက္ခဆိုတာကြတော့ပြည့်ပြည့်ဝဝအကောင်းဆုံးချမ်းသာဒုက္ခကိုဝိပုလဒုက္ခလို့ခေါ်တယ်ဝိပုလဒုက္ခဆိုတဲ့အကောင်းဆုံးချမ်းသာမျိုးများပြားတဲ့ချမ်းသာမျိုးကိုရခြင်းပြီဆိုလို့ရှိရင်တော့မတ္တဒုက္ခဆိုတဲ့အတိုင်းအတာလေးတစ်ခုရတဲ့ချမ်းသာလေးကိုစွန့်လွတ်လိုက်ပါလို့ဆိုဟုတ်ပြီတရားအထုတ်တယ်လို့ဥပုသ်ဆောင်တယ်လို့ဆိုပါစို့ဥပုသ်ဆောင်ရင်ဗိုက်စားတယ်မဟုတ်လားအဲ့ဒီစားတာလေးကိုစားလိုက်တာစားလိုက်လို့အစာပြေသွားတဲ့ချမ်းသာလေးကမတ္တဒုက္ခလို့ခေါ်တယ်မချမ်းသာဘူးမဟုတ်ဘူးချမ်းသာတယ်စားလိုက်တယ်မတ္တဒုက္ခလေးရသွားသို့တော့အဲ့ဒီလိုစားလိုက်လို့ဥပုသ်ကိုချိုးဖောက်လိုက်တာမတ္တဒုက္ခအတွက်စွန့်လွတ်လိုက်တာဆိုတော့မတ္တဒုက္ခလေးရဖို့အတွက်တန်ဖိုးရှိတဲ့ဥပုသ်ကိုစွန့်လွတ်လိုက်တဲ့ဖြင့်ဝိပုလဒုက္ခဆိုတဲ့ဒီတဲ့ကြီးမားတဲ့ချမ်းသာဒုက္ခလည်းဆုံးရှုံးနေနာသွားတယ်အဲ့ဒါကြောင့်မို့လို့ဗိုက်စားခြင်းစားပါစေဥပုသ်သီလကိုမျက်မျက်နှုံနှုံလေးငါစောင့်ပါမယ်ဟောဝိပုလဒုက္ခအတွက်မတ္တဒုက္ခကိုစွန့်လွတ်လိုက်တာပဲလေအဲ့ဒါလို့စွန့်ရဒီလိုစွန့်လို့တာနော်အဲ့လိုစွန့်နိုင်ရတရားအထုတ်တယ်တရားအထုတ်တဲ့အခါမှာပင်မနွမ်းတဲ့မှုတွေရှိတယ်အဲ့ဒီပင်မနွမ်းတဲ့မှုတွေဟာအိတ်လိုက်ရတဲ့ချမ်းသာမျိုးကြတော့ပင်မနွမ်းတဲ့မှုမရှိဘူးလေအိတ်နေရင်စိန်ကြတယ်တရားဒုက္ခံပတ္တဒုက္ခံအိတ်လို့ရတဲ့ချမ်းသာလေးအဲ့ဒီအိတ်လို့ရတဲ့ချမ်းသာလေးကိုစွန့်လွတ်ပြီးတော့ပင်မခံပြီးတော့တရားအထုတ်လိုက်လို့ရှိရင်နိဗ္ဗာန်ချမ်းသာဆိုတဲ့တမာတိချမ်းသာတို့ဝိပဿနာချမ်းသာတို့ဆိုတဲ့ချမ်းသာဒုက္ခတွေရသွားနိုင်တယ်ပေါ့အဲ့တော့ဆင်းရဲဒုက္ခလေးနည်းနည်းခံလိုက်လို့ကိုရတဲ့ချမ်းသာလေးကိုမက်မောပြီးတော့မနေဘဲနဲ့အသေးအဖွဲချမ်းသာလေးတွေကိုစွန့်လွတ်လိုက်ပြီးတော့မှကြီးမားတဲ့ချမ်းသာဒုက္ခကိုရအောင်ယူရမယ်လို့မြတ်စွာဘုရားကပညာရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါလို့လှုပ်တင်တယ်လို့ဗမာစကားမှာလည်းရှိတယ်မို့လားထောင်မြင်ရာစွန့်ဆိုတာနော်ထောင်မြင်ရာစွန့်1000ရမယ်ဆိုရင်100စွန့်လောကမှာလူတွေကမစွန့်နိုင်ဘူးမစွန့်နိုင်တဲ့အပြင်ဟိုကလည်းရခြင်းဒါလည်းရခြင်းဆိုရင်တော့မရနိုင်ဘူးဒါကြောင့်မို့မြတ်စွာဘုရားမတ္တဒုက္ခလို့ဆိုတဲ့အသေးအဖွဲချမ်းသာလေးတွေကိုစွန့်လိုက်ပါတဲ့ဝိပုလဒုက္ခဆိုတဲ့ကြီးမားတဲ့ချမ်းသာကိုရအောင်လုပ်ပါလို့ဆိုတာဟာအင်မတန်မှဒီမြင့်မြတ်တဲ့ချမ်းသာဒုက္ခတွေကိုရအောင်လုပ်ဖို့ဆိုလိုတာပေါ့နော်ဥပုသ်သီလကိုစင်စင်ကြဲကြဲစောင့်တည်ခြင်းဖြင့်အစာစားခြင်းကြောင့်ရတဲ့ချမ်းသာဒုက္ခလေးကိုစွန့်လွတ်လိုက်တယ်အစာခံပြီးတော့ဥပုသ်ဆောင်တဲ့ဖြင့်ဥပုသ်သီလရဲ့အကျိုးကိုမြတ်စွာဘုရားကဘယ်လောက်ထိဟောထားတော့ဆိုလို့ရှိရင်
ဥပုသ္တိလစောင့်တဲ့ဥပုသ္တိလရဲ့အကျိုးဟာနတ်ပြည်6ထပ်ဘယ်နတ်ပြည်ဖြစ်ဖြစ်ဆန္ဒရှိတဲ့နေရာဖြစ်နိုင်တယ်လို့ဒီလိုဟောထားတယ်လောကမှာရှိတဲ့ယရနာတွေလူပုံမှာတွေမဟုတ်ဘူးလူပြည်နတ်ပြည်မှာရှိတဲ့ယရနာတွေအလုံးရဲ့တန်ဖိုးကိုချိန်ဆက်ဥပုသ္တိလတစ်ခါစောင့်လိုက်တဲ့ကုသိုလ်ကိုချိန်ဆက်ကြည့်မယ်ဆိုရင်တဲ့ယရနာတွေရဲ့တန်ဖိုးဟာဥပုသ္တိလကို16စိတ်တစ်စိတ်တောင်မမီဘူးလို့ဒီလိုဟောထားတယ်နော်အဲ့ဒီလိုဥပုသ္တိလစောင့်ရှောက်ခြင်းနဲ့ပတ်သက်ပြီးတော့တခါတော့ကတရားမင်းကြီးကနတ်ပရိသတ်မှာသူကပြောတယ်မိန်ခွန်းပြောတာခါရလေးတစ်ပုဒ်နဲ့မိန်ခွန်းပြောတယ်ဘာလို့ဆိုရင်အေးငါလိုတရားဖြစ်ခြင်းလို့ရှိရင်တဲ့မင်းတို့ဥပုပ်ကိုမမေးကြနဲ့ဥပုပ်ဆောင်ကြဒီလိုပြောမြတ်စွာဘုရားကတရားမင်းကြီးပြောတဲ့အပြောဟာပြည့်စုံခြင်းမရှိဘူးတဲ့မှန်ကန်ခြင်းမရှိဘူးတဲ့တကယ်ပြောတဲ့နာကဘယ်သူပြောရမှာလဲဆိုရင်ကိလေသာအာသဝတွေကုန်ခန်းသွားတဲ့ယဟန္တာပုဂ္ဂိုလ်ကသာဒီစကားပြောတဲ့နဲ့ငါလိုယဟန္တာဖြစ်ခြင်းဥပုပ်ဆောင်ကြလို့ပြောရမှာတဲ့ဟောမြတ်စွာဘုရားကပြင်ပေးထားတာရှိတယ်အဲ့ဒီကားတာအဲ့တော့ဒီဥပုသ္တိလရဲ့အကျိုးဟာလည်းပဲအမြဲတမ်းကြီးမားတဲ့အကျိုးကျေးဇူးတွေရှိတာဟုတ်ဒီသီလကိုအခြေခံပြီးတော့တမာတိတို့ဝိပဿနာတို့နဲ့တက်သွားပြီးနောက်ဆုံးမှာနိဗ္ဗာန်ပရမန်ဒုက္ခံလို့ဆိုတဲ့အတိုင်းအမြတ်ဆုံးသောနိဗ္ဗာန်ချမ်းသာထိအောင်ဒီဥပုသ္တိလကနေအထောက်အကူပြုသွားနိုင်တာဟုတ်သီလဆိုဒီမှာနိဗ္ဗာန်တိုင်းအထောက်အကူပြုထောက်ကူပြုတယ်ဆိုတာဘယ်လိုထောက်ကူပြုတာလဲလို့မေးလို့ရှိရင်သူကခွင်းဆက်အကြောင်းတရားလေးတွေဟာတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့ပရိစ္ဆသမုပ္ပါဒ်လို့ပဲသီလကိုလုံလုံခြုံခြုံစောင့်တည်တဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်သီလကိုကိုပြန်တွေးလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာစိတ်နှလုံးဟာကြည်နူးသွားအဲ့ဒီကြည်နူးမှုသည်ဝမ်းမြောက်မှုဆိုတဲ့ပါမောဇ္ဇကိုဖြစ်စေတယ်ဝမ်းမြောက်မှုဆိုတဲ့ပါမောဇ္ဇသည်ပီတိဆိုတဲ့နှစ်ချိုက်မှုကိုဖြစ်စေတယ်ပီတိဆိုတဲ့နှစ်ချိုက်မှုသည်ပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုကိုဖြစ်စေတယ်ပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုကဒုက္ခလို့ဆိုတဲ့ကိုယ်ချမ်းသာစိတ်ချမ်းသာကိုဖြစ်စေဒုက္ခဆိုတဲ့ကိုယ်ချမ်းသာစိတ်ချမ်းသာသည်တမာတိကိုဖြစ်စေစိတ်တည်ငြိမ်မှုကိုဖြစ်စေစိတ်တည်ငြိမ်မှုသည်ယထာဘူတဉာဏတဒနာအဖြစ်မှန်ကိုသိတယ်မြင်တယ်ဆိုတဲ့အသိဉာဏ်ကိုဖြစ်စေတယ်ဆိုဟောသီလကဆက်သွားတာနော်သီလရဲ့အကျိုးကျေးဇူးတွေဟာအဲ့ဒါလိုရှိတယ်ယထာဘူတဉာဏတဒနာဆိုတာအစစ်မြင့်တဲ့ဉာဏ်တစ်ခုရသွားတာလေဝိပဿနာဉာဏ်တွေဟာယထာဘူတဉာဏတဒနာအဲ့ဒါလိုသီလကဆက်လာတဲ့အကျိုးကျေးဇူးတွေရှိလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကချမ်းသာဒုက္ခရှားတယ်ဆိုတာဟာဝိပုလဒုက္ခဆိုတဲ့နိဗ္ဗာန်ထိအောင်ချမ်းသာတာမျိုးရှားကြရမှာဖြစ်တယ်အပေါ်စားချမ်းသာလေးတွေအောက်တန်းစားချမ်းသာလေးတွေနဲ့ပဲမဲ့မောတွေ့တာပြီးတော့မနေပါနဲ့တဲ့ကာမဂုဏ်အာယုံချမ်းသာဆိုတာအိမ်မက်ထဲကချမ်းသာမျိုးတွေပါကာမဒုက္ခဆိုတာအိမ်မက်ထဲကချမ်းသာမျိုးတွေအိမ်မက်ဆိုတာနိုးလိုက်တာနဲ့တပြိုင်တည်းရှိသေးလားမရှိဘူးဒါကြောင့်မို့သူပိနကုပမာကာမတဲ့ကာမချမ်းသာတွေဆိုတာအိမ်မက်နဲ့လားတရံတူတယ်နိုးလိုက်တာနဲ့ပျောက်သွားတာအခုလဲဘဝချမ်းသာမှုလို့ဆိုတာလေတခဏလေးတွင်ပျောက်သွားတာလေမသေးခင်လေးတွင်ပဲချမ်းသာကြွယ်ဝမှုရဲ့အကျိုးကျေးဇူးကိုခံစားရတာလေသေသွားတာနဲ့အကုန်ပြစ်ထားခဲ့ရတာမဟုတ်လားအေး तू ကတော့တထေးကြီးမို့ဆိုပြီးတော့သေသွားတော့ဘာတွေယူသွားသေးတော့ဟာမှယူမသွားဒီတည်းကယူသွားရင်တော့နှိုက်ယူကြအောင်မနော်နှိုက်ယူမဲ့လူဟာအစင်းနဲ့မလေးရွှေသွားတောင်မှဒီတိုင်းထားရင်အဲ့ဒီမှာချွတ်ယူလိုက်အောင်ပဲအဲ့ဒါကြောင့်မို့လို့တကယ်ချမ်းသာဒုက္ခဆိုတာရအောင်ရှာကြရမှာဖြစ်တယ်မြတ်ဗုဒ္ဓရဲ့အလိုကြချမ်းသာဒုက္ခကိုရှာတယ်ဆိုတာဟာမတရားတဲ့နည်းနဲ့ချမ်းသာကိုမရှာနဲ့သူများကိုဒုက္ခပေးပြီးတော့ချမ်းသာမရှာနဲ့သူများမျက်ရည်ကျအောင်လုပ်ပြီးတော့ချမ်းသာကိုမရှာနဲ့ဒုစရိုက်နဲ့ချမ်းသာကိုမရှာနဲ့ကိုကောင်းစားအောင်မလုပ်နဲ့ဟောအများကောင်းစားတဲ့ပုံမှာမူတည်ပြီးတော့အများပုံမှာမေတ္တာစေရနာကရုဏာဆိုတာတွေထားပြီးတော့ချမ်းသာဒုက္ခရအောင်သူလည်းချမ်းသာကိုလည်းချမ်းသာဆိုတဲ့ချမ်းသာမျိုးရအောင်ရှာနောက်ဆုံးတော့အသေးအဖွဲချမ်းသာတွေကိုစွန့်လွတ်ကြီးမားတဲ့ချမ်းသာဒုက္ခတွေအတိုင်းအတာတစ်ခုချမ်းသာဒုက္ခတွေကိုရအောင်ကြိုးစားအထောက်အမှားဆိုတဲ့အဓိပ္ပာယ်ကိုဒီကနေ့ညဟောပြောတာဖြစ်ပါတယ်
ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ရဗုဒ္ဓ၏အလိုတော်ကြချမ်းသာဒုက္ခကိုရှာဖွေခြင်းဆိုသည်မှာကုသိုလ်ကောင်းမှုဖြင့်ချမ်းသာဒုက္ခကိုရှာခြင်းမေတ္တာဖြင့်ချမ်းသာကိုရှာခြင်းကရုဏာဖြင့်ချမ်းသာကိုရှာခြင်းမုဒိတာဖြင့်ချမ်းသာကိုရှာခြင်းနဲ့ချမ်းသာကိုရှာခြင်းနဲ့သေးဖွဲသောအသေးစားချမ်းသာလေးတွေကိုဆွန့်လွတ်ပြီးတော့မြင့်မြတ်တဲ့ကြီးမားတဲ့နိဗ္ဗာန်ချမ်းသာထီအောင်ချမ်းသာကိုရှာခြင်းကိုဆိုလိုတယ်ဆိုတာကိုနာယူမှတ်သားထားတဲ့အတိုင်းဝိပုလဒုက္ခဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း